ကျွန်တော်ရဲ့နာမည်ကရန်နိုင်လို့ခေါ်ပါရခင်ဗျာဂီတာရှင်မျိုးမစီထဲမှာအသေးစားလုပ်ငန်းတစ်ခုကိုလုပ်ကိုင်ရင်းမိသားစုရဲ့ဝင်ငွေကိုတနိုင်တစ်ပိုင်ကနေရှာဖွေနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်အရှင်ကရောင်းအားတစ်ခုရှိခဲ့ပေမဲ့အခုနောက်ပိုင်းရောင်းအားတွေလည်းကျဆင်းလာသလိုကျွန်တော်ကိုယ်တိုင်ကလည်းဈေးလာရမှာကိုကြောက်လာခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့အကျွေးပြဿနာတွေငွေဆက်ကူအပြဲတွေပါလာတာနောက်ပြီးတော့အခုနောက်ပိုင်းကြုံတွေ့နေရတဲ့ငွေဆက်ကူအတူကိစ္စတွေပေါ့အဲ့ဒါတွေကြောင့်ကျွန်တော်မှာတနေ့ပို့ပြီးတော့စိတ်ညစ်လာရပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့လှုပ်ဖို့ကံဘက်တွေဟာအပြာရောင်လဲဆွဲကြိုးကြီးဆွဲပြီးတဲ့နောက်မှာတော့ကျမကတော့ဖျားပန်းမျိုးစုံရောင်းနေသူပါကျမလိုမျိုးစမက်ကြကြဇင်အောင်ကျင်နေဆိုရင်တော့ KBZP Red SM အကောင့်ဖွင့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ကျမကတော့တီးနှံမျိုးစုံရောင်းနေသူပါ KBZP Red SM အသုံးပြုပြီးတဲ့နောက်ပိုင်းမှာဝေသားပြင်ကျူအားနဲ့ပါလက်ခံနိုင်တဲ့အတွက်ရောင်းအားတွေတိတိတတ်တာတိုးလာပါတယ်ရှင်အဲ့ဒီနောက်ပိုင်းသူတို့ရဲ့ရောင်းအားကတိတိတတ်တာတိုးတက်လာသလိုဈေးထဲမှာလည်းသူတို့ကပုံပျော်ရွှင်နေကြပါတယ်အဲ့ဒါနဲ့ကျွန်တော်လည်း KBZP Red SM အကောင့်ကိုဖွင့်လို့အတွက်ဆက်သွယ်ရပါတော့တယ်လိုအပ်တာတွေကမှတ်ပုံတင်ဖုန်းနံပါတ်လုပ်ငန်းတစ်ပုံရှိရုံနဲ့ KBZP Red SM အကောင့်ကိုထောက်ထားအသုံးပြုနိုင်ပါတယ်ခင်ဗျာအကောင့်ဖွင့်ဖို့အတွက်ညီစရာ KBZP Bank KBZP Center နဲ့ရောင်းကိုယ်စားလှယ်တွေကိုဆက်သွယ်ပြီးအခမဲ့၆ထားအသုံးပြုနိုင်ပါတယ်ခင်ဗျကျွန်တော်လည်းအပြာရောင်လက်ဆက်ကကြီးကိုဆွဲပြီးတဲ့နောက်ပိုင်းမှာရောင်းအားတွေလည်းတိုးတက်လာသလိုဈေးထဲမှာလည်းပုံမှုပျော်ရွှင်လာခဲ့ပါတယ်ဒါတွေအားလုံးကတော့ KBZP Red Edison ရဲ့အကျိုးကျေးဇူးတွေကြောင့်ပဲဖြစ်ပါတယ်ခင်ဗျာKBZP Red SM